ကဲကျွန်တော်တို့စကားလုံးတစ်လုံးနဲ့ပဲစားလိုက်အောင်ပါကျွန်တော်တို့အသင်းက manager ဖြစ်တော့ပါပြီ head coach မဟုတ်တော့ပါအဲ့ဒီတော့ကျွန်တော်တို့အသင်းအနေနဲ့ဆိုလို့ရှိရင်ဒါကထူးထူးခြားခြားပြောင်းလဲမှုကြီးလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ဒီလက်ရှိအသင်းပိုင်ရှင်တွေပေါ့နော်2022နောက်ပိုင်းဝယ်ပြီးတဲ့နောက်ပိုင်းမှာပထမအဦးဆုံးအနေနဲ့မှန်ကန်တဲ့အရာတစ်ခုကိုစပြီးတော့လုပ်တယ်လို့ကျွန်တော်တို့မြင်ရပါတယ်။သူတို့ရဲ့ဒီ position တစ်ခုရဲ့ပေါ့နော်ဟိုလောက်ကင်ပုံတွေလောက်ဆောင်ပုံတွေကိုကျွန်တော်အနေငယ်ပြောပြမယ်။နောက်ပြီးကြတော့မှအသေးစိတ်ကျွန်တော်ပြောပြမယ်ပေါ့နော်။ head coach ကကြတော့အသင်းနဲ့ပတ်သက်ပြီးတော့ coach လုပ်ရတဲ့အပိုင်းကိုပဲအဓိကအာရုံစိုက်ရတယ်။သူ့ကိုပြင်ဆင်ပေးထားတဲ့ကစားသမားတွေခေါ်ပေးထားတဲ့ကစားသမားတွေနဲ့ဖြစ်အောင်လှအောင်သူလုပ်ရတယ်။သူ့ဘက်ကဘာမှသိပြောပါမှမရှိဘူး။လူဝဲတဲ့နေရာမှာဆိုလို့ရှိရင်သူ့ဘက်ကအကြံဉာဏ်ပေးလို့ရပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်တွေကိုကြတော့အားကစား director တွေအသင်းရဲ့ပုံဖွဲ့တွေကနေပဲချမှတ်တာဖြစ်တယ်။ manager မှာကြတော့တော်တော်လေးကွဲပြားသွားတယ်။ manager ကကြတော့အသင်းကိုပါသူက manage ဝင်လုပ်တာ။သူက training ground မှာတင်မကောက်ဘူး။ကလပ်အသင်းရဲ့သွားမဲ့ပုံစံတွေကိုပါဝင်ပြီးတော့ပြောပိုင်ခွင့်ရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ပြီးတော့အသင်းကိုဘယ်သူတွေကိုခေါ်မလဲပြီးတော့ဘယ်သူတွေကိုရောင်းထုတ်မလဲ။သူကအသင်းကိုဘယ်လိုပုံစံမျိုးတိဆောက်ခြင်းလဲ။ဒါတွေကမှစသူ့ဘက်ကနေပြီးတော့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ဒီနီးပြအသစ်ဖြစ်တဲ့ Xavi Alonso ကို manager position ပေးလိုက်တယ်ဆိုတာကလည်းအသင်းဘက်ကနေပြီးတော့လိုချင်တဲ့ profile မျိုးအရေးအချင်းမျိုးရှိတယ်ဆိုပြီးတော့ပေးလိုက်တာဖြစ်တယ်ဒီအလောက်ခန့်တဲ့အချိန်မှာဆိုလို့ရှိရင် Xavi Alonso ဘက်ကငါ့ရော manager position ပေးမှဆိုတာမျိုးတွေတောင်းဆိုတာမျိုးမရှိဘူးလို့သိရတယ်အသင်းပိုင်ရှင်တွေဘက်ကကိုဒီပထမသူတို့လုပ်ခဲ့တဲ့လမ်းကြောင်းတွေကအဆင်မပြေဘူးဆိုတော့သူတို့နားလည်သွားပုံရတယ်အဲဒါကြောင့်မလို့လိုလားလားနဲ့ကို Xavi Alonso ကို manager ဆိုတဲ့ position ကိုပေးလိုက်တာဖြစ်တယ်လို့သိရတယ်ဒီအချက်လေးတစ်ခုအားဖြင့်ပေါ့နော်ဒီအသင်းအနေနဲ့ဒီမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချခဲ့တယ်မှားယွင်းတဲ့အပြုမှုတွေလုပ်ခဲ့တာတွေကိုစပြီးတော့ပြင်ဆင်နေပြီလို့တော့အပေါင်းလက္ခဏာဆောင်တာလေးတွေတော့ကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင် manager အနေနဲ့ကဘယ်လိုမျိုးတွေလုပ်ပိုင်ခွင့်ရှိလဲဘာတွေကိုဆက်ပြီးတော့လှုပ်ဆောင်နိုင်တယ်လဲအပြောင်းရွှေ့ဈေးကွက်မှာဘယ်လိုတွေလုပ်ပြမလဲပြီးတော့အသင်းကိုရောXavi Alonsoအနေနဲ့ဘယ်လိုပုံစံတွေတည်ဆောက်မလဲစတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ပြောကြပါမယ်ဒီရာသီမှာကျွန်တော်တို့ Chelsea အသင်းနဲ့ပတ်သက်ပြီးတော့အလွန်ဆိုကအသင်းကိုရောက်တဲ့အချိန်မှာဖြည့်ရှင်းရမယ့်ကိစ္စတွေရှိပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဒီရာသီကိစ္စကိုပဲကျွန်တော်အရင်ဆုံးစပြောဖို့လိုပါလိမ့်မယ်။ကျွန်တော်တို့အသင်းအနေနဲ့ဒီတရားသီလုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြာရှုံးမှုလို့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ Premier League မှာဆိုလို့ရှိရင်ကျွန်တော်တို့က6ပွဲဆက်တိုက်ကြီးကိုရှုံးတာ။ဒါက1993နောက်ပိုင်းမှာပထမဆုံးဖြစ်တာပဲ။ကျွန်တော်တို့အိမ်ကွင်းမှာဆိုလို့ရှိရင်နောက်ဆုံးနိုင်ပွဲရတာကဇန်နဝါရီလမှာ31ရက်နေ့ကပေါ့နော်အဲ့ဒီနေ့ကနိုင်ခဲ့တာဧပြီလမှာလည်းမဟုတ်ဘူးမတ်လမှာလည်းမဟုတ်ဘူးကျွန်တော်တို့ဇန်နဝါရီလမှာစပြီးတော့နိုင်တာဒါကဘာလဲဆိုတော့ကျွန်တော်တို့ Stamford Bridge မှာကစားခဲ့ရတဲ့ပွဲတွေကမနိုင်တာဒီတရားဒီရာသီဝက်လုံးကိုမနိုင်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ် FA Cup Final မှာဆိုလို့ရှိရင်လည်း Manchester City အသင်းကိုကျွန်တော်တို့ရှုံးခဲ့တယ်အခုချိန်ဒီမှာဆိုလို့ရှိရင်ဇယားရဲ့အဆင့်9နေရာမှာနှစ်ပွဲကျန်တဲ့ရက်တည်နေတယ်အသင်းပိုင်ရှင်တွေရဲ့ဒီ၄နှစ်အတွင်းမှာဆိုလို့ရှိရင်ဒုတိယအကြိမ်ဇယားရဲ့ဒီတဝက်ပေါ့နော်ရာသီသိမ်းရမယ့်အခြေအနေကျွန်တော်တို့အနေနဲ့တစ်ခုနဲ့ကြုံတွေ့နေရတယ်ဒီရာသီမှာအသင်းပိုင်ရှင်တွေကိုစန့်ကျင်တဲ့ break that ဆန္ဒပြမှုတွေကလည်းဖြစ်နေတယ်၄နှစ်အတွင်းမှာချန်ပီယံလိဝင်ဝင်တစ်ကြိမ်ပဲရထားတယ်ကျွန်တော်တို့အသင်းကငွေတွေသုံးတယ်ဒါပေမဲ့လို့ရလက်ကလိုက်မလာဘူးပြီးတော့ဒီနှစ်ထဲမှာနီးပြလုပ်ခဲ့တဲ့ Leandro Senior ကလည်းကျွန်တော်တို့အသင်းရဲ့ဒီ dressing room ပေါ့နော်အဲ့ဒါကိုထိန်းချုပ်နိုင်တဲ့ဩဇာမရှိခဲ့ဘူး Senior ကစားသမားတွေကဆိုလို့ရှိရင်သူတို့ဒီအခြေအနေထက်ပိုပြီးတော့ထိုက်တန်တယ်လို့ထင်နေကြတယ်နောက်တစ်ခုအရေးကြီးတာကျွန်တော်တို့ Chelsea အသင်းရဲ့ဒီ FA Cup Final မှာကစားခဲ့တဲ့ Manchester City အသင်းနဲ့ပွဲမှာပေါ့နော်ဒီနီးပြကွာဒီယိုလာရဲ့အသင်းကိုအကောင်းဆုံးရှင်ပြီးတော့ကစားပြသွားတာကိုမြင်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပွဲမှာပေါ့နော်ဒိုင်ရဲ့အငင်းပွားစရာဆုံးဖြတ်ချက်တွေပြီးလို့ရှိရင်ဒီစင်မီညိုရဲ့တကယ်ကိုလှပတဲ့ကိုပေါ့နော်ဗိုလ်လူပွဲမှာမြင်တင်တဲ့အလုံးပေါ့ဒီလိုတလုံးနဲ့ပဲကျွန်တော်တို့ရှုံးသွားတာဖြစ်တယ်ပေါ့အဲ့ဒါဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့အသင်းမှာက quality ရှိတဲ့ကစားသမားတွေ potential ရှိတဲ့လူငယ်ကစားသမားတွေကရှိတယ်သူတို့တွေကိုဘယ်လိုပုံစံနဲ့ဖွဲ့စည်းမလဲဘယ်လိုပုံစံ manage လုပ်မလဲဘယ်လိုပုံစံ motivation ပေးမလဲဒီလိုမျိုးပေါ့နော်စတဲ့အလုပ်တွေပေါ့ဒီလိုအလုပ်တွေကိုလုပ်ဖို့ကအဓိကအရေးတကြီးနဲ့လိုအပ်နေတယ်ဒါပေမဲ့ရှင်းထုတ်ရမယ့်ကစားသမားတွေတို့ပြီးလို့ရှိရင်ဘလို့မှအသင်းမှာမထားတင်တော့တဲ့ကစားသမားတွေတို့ဒါမျိုးတွေတော့ရှိတာပေါ့နော်အဲဒါကြောင့်မို့လို့ဒီ manager ရဲ့အလုပ်ကတော်တော်လေးကိုအရေးပါနေတယ်အခုကကျွန်တော်တို့နီးပြတဲ့ဖြစ်လာတဲ့ Xavi Alonso အနေနဲ့အသင်းမှာရှိတဲ့ကစားသမားတွေကိုဘလို့ပုံစံကင်တွယ်ရမလဲဘလို့ပုံစံပဲကစားသမားတွေကတော့အရေးပါမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောရမှာပေါ့နော်ကစားသမားတွေအားလုံးကိုပြောဖို့ကြတော့ကျွန်တော်ဗီဒီယိုတက်တစ်ခုလောက်မှ
cover ဖြစ်နိုင်မယ်ပေါ့နော်လက်ရှိရကြတော့ဒီ video ထဲမှာဆိုရင်ကျွန်တော်ကဒီအသင်းရဲ့ဒီ project ပေါ့နော်အသင်းရဲ့သွားမဲ့ပုံစံလေးကိုအပြောင်းလဲလုပ်ပေးနိုင်တဲ့ဒီ key player တွေရဲ့အကြောင်းကိုနာမည်စာရင်းထုတ်ပြီးတော့ပေါ့နော် list ထုတ်ပြီးတော့ကျွန်တော်ပြောပြချင်တယ်ပထမအဦးဆုံးကစားသမားကတော့ကျွန်တော်တို့အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ Reece James ပါ Reece James ကဆိုလို့ရှိရင်ကျွန်တော်တို့သူသာကြန့်ခိုင်နေမယ်ဆိုလို့ရှိရင်အပြည့်စုံဆုံးကစားသမားတစ်ယောက်လို့အခုချိန်ထိပြောလို့ရနေတော့မယ်ဒီ right back မှာရောကစားလို့ရတဲ့ midfielder အနေနဲ့လည်းကစားရတယ်တိုက်စစ်အားပါဖြည့်ပေးနိုင်တဲ့ဒီ right back ကစားသမားတစ်ယောက်ဖြစ်တယ်ပြဿနာကသူကအမြဲတမ်းပွဲကစားနိုင်မယ်အခြေအနေရှိမလားဆိုတာပေါ့နော်ဒီဘက်နောက်ပိုင်းနှစ်တွေမှာသူကဒဏ်ရာတွေနဲ့တောက်လျှောက်ကစားနေရတယ်ဒါပေမဲ့ Reece ရဲ့ profile က Alonso ရဲ့ system နဲ့ကတော့လုံးဝကွက်တီပဲကစားကွက်ဖတ်နိုင်ပြီးတော့ကွင်းလယ်အထိဘောလုံးဆွဲတက်နိုင်တဲ့ ball playing defender တစ်ယောက်ဖြစ်တယ်သူက fit ဖြစ်နေမယ်ဆိုလို့ရှိရင် Alonso ကသူ့ကိုအဓိကထားပြီးတော့တိဆောက်သွားမယ်ဆိုတာကမေးခွန်းထုတ်စရာမရှိဘူးနောက်တစ်ယောက်ကတော့ Levine ကိုပဲပါသူက pre-season မှာပထမဆုံးရက်မှာပဲ ACN တန်ရာထိသွားပြီးတော့အခုမှပြန်ကစားတာတိတ်မကြသေးဘူးပြန်ကစားတဲ့အချိန်မှာလည်းသူက quality ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့ form ကိုသူပြရတယ်ပေါ့နော်တန်ရာကနေပြန်လာတဲ့ကစားသမားလို့တော့မထင်ရဘူးအသင်းရဲ့နောက်တန်းမှာအဝင်ခွင်ကြောက်ကိုသူဘယ်လောက်ထိအသင်းအတွက် impact ဖြစ်လဲဆိုတာကိုပြသနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်သူကဇူလိုင်လတုန်းက PSG ကိုနိုင်ခဲ့တဲ့ Club World Cup Final ပြီးခဲ့တဲ့ဒီကိုဝဲနဲ့ Reece တို့နှစ်ယောက်ကဒီပွဲထွက်ကစားသမား17ယောက်ထဲမှာအတူတူပွဲထွက်လာတာက Man City နဲ့ပွဲမှာပထမဆုံးအချိန်အနေနဲ့စပြီးတော့ကစားခဲ့ကြတာသူကအသက်22နှစ်ပဲရှိသေးတယ် Chelsea Academy အတွက်ဖြစ်တယ်ပြီးတော့အင်္ဂလန်ရဲ့အကောင်းဆုံးခံစစ်မှုတွေကတယောက်လို့သတ်မှတ်ခံထားရတဲ့သူနောက်သူသာကြန့်ခိုင်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်လာမယ့်နှစ်တွေအတွင်းမှာအသင်းရဲ့နောက်တန်းမှာလုံးဝကိုစိတ်ချရမယ့်ကစားသမားတယောက်လို့ယူဆလို့ရတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ကွင်းလယ်ကစားသမားမွေဆက်ကိုက်စီတို့ပေါ့နော်သူကတော့လုံးဝကမ္ဘာအဆင့်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာညင်းစရာမရှိဘူးလက်ရှိလဲပုံမှန်ခြေစွမ်းအောက်ကိုအနှင်းငယ်ကျဆင်းနေပေမဲ့လို့အသင်းမှာကတော့လုံးဝကိုကွင်းလယ်မှာမရှိမဖြစ်ကစားသမားအဖြစ်နဲ့ကစားနေရတော့မယ်သူကကမ္ဘာအကောင်းဆုံး defensive midfielder တွေကတယောက်ဖြစ်လဲရှိနေတော့မယ်အသင်းပေါ်မှာလက်ရှိသစ္စာရှိရှိနဲ့စာချုပ်သစ်ချုပ်ထားတယ်အလွန်ဆိုသုံးတက်တဲ့စီကံရှိပြီးတော့ညံရင်မြင့်နဲ့ကွင်းလယ်ကစားသမားပုံစံဆိုတာကသူ့မှာအဲ့လိုအရည်အသွေးမျိုးတွေရှိနေတယ်တတိချာချာစနစ်ကျတဲ့ system တစ်ခုအောက်မှာကက်စီတိုကလုံးဝကိုတမူထူးခြားတဲ့ကစားသမားတယောက်ပြန်ဖြစ်လာဖို့အလားအလာများစွာရှိနေတယ်နောက်တစ်ယောက်ကတော့ကိုပါမာပါကိုပါမာကတော့နည်းနည်းရှုပ်ထွေးတယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရာသီမှာသူကခြေစွမ်းမပြသနိုင်ဘူး။ဒါကအမှန်တရားပဲ။ဒါပေမဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတာပိုအရေးကြီးတယ်။တန်ရာကြောင့်သူကပုံမှန်ကစားကွင်းတွေပြတ်တောက်သွားတယ်။ပွဲဆက်မကစားရတာများလာတဲ့အတွက်ကြောင့်မလို့သူအရင်က Chelsea ရောက်ပြီးတဲ့ဒီ18လအတွင်းမှာပြသတဲ့ခြေစွမ်းတွေဒီ form တွေကလုံးဝအဲ့ဒီပုံစံကိုသူပြန်မရတော့ဘူး။သူကဘယ်လောက်ထိအန်ရည်များတဲ့ကစားသမားလဲဆိုတာဒီ Club World Cup Final မှာ PSG နဲ့ကစားတဲ့ပွဲမှာကြီးတဲ့သူတိုင်းကသူ့ရဲ့ quality သူ့ရဲ့အရည်ချင်းကိုဟိုညှင်းပယ်စရာမရှိဘူးပေါ့နော်ဒီလောက်ထိသူကစားပြနိုင်တယ်ဒါပေမဲ့လက်ရှိမှာတော့သူ့ရဲ့ form ကပျောက်နေတယ်FA Cup Final မှာသူကစားတဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီလောက်ကြီးခြေမပေါ်ပေမဲ့လို့သူ့ရဲ့ဘောလုံးအယူအဆတွေလှုပ်ရှားမှုတွေသူ့ရဲ့အီချင်းတွေကတော့ရှိနေတော့မယ်ဆိုတာကိုကျွန်တော်တို့မြင်နေရသေးတယ်။ပါမာနဲ့ပတ်သက်ပြီးတော့အလွန်ဆိုကအစကနေပြန်ပြီးတော့သူ့အတွက်ပြန်ပြီးတော့တိဆောက်ပေးဖို့တော့မလိုဘူး။သူ့အတွက်ပုံမှန်နေရာကစားခွင့်ပေးဖို့နဲ့သူ့ကိုတကယ်ယုံကြည်ရဲ့ manager တယောက်စီကနေပြီးတော့ confidence တွေကိုပေးထားဖို့ပဲ။ဒါကပါမာအတွက်လိုအပ်နေတဲ့အချက်ပဲ။သူ့အတွက်လိုအပ်တဲ့ system နဲ့ confidence ကိုဒါနီးပြဘက်က support လုပ်ပေးနိုင်မယ်သူ့ကိုတေချာတာပြောပြနေနိုင်မယ်ဆိုလို့ရှိရင်ပါမာကအလွန်ဆိုရဲ့လက်အောက်မှာတော်တော်ကိုကြောက်စရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်နေကျွန်တော်တို့ပြန်မြင်ရဖို့ရှိတယ်လို့ကျွန်တော်တို့ညွှန်လင့်နေနောက်တစ်ယောက်ကတော့ Marc Cucurella ပါ Cucurella ကကျွန်တော်တို့ match လာတုန်းကတရင်ကြီးကြည့်မယ်ဆိုလို့ရှိရင်သိလိမ့်မယ်သူကအသင်းရဲ့ပြုမှုနေတဲ့ပုံစံတွေအသင်းရဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီတွားနေတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့လူသိရှင်ကြားသူကဝေဖန်ထားခဲ့ဘူးတယ်အဲ့ဒီတော့သူနဲ့ပတ်သက်ပြီးတော့တရင်သမားတွေကသူကမကြခင်မှာပေါ့နော်ဒီစပိန်ကိုပြန်ပြီးတော့ကစားဖို့ရှိနေနိုင်တယ်ဆိုတော့တရင်တွေတောက်လျှောက်ဖွာနေတာကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကွန်ဂရီလာကအများကြီးတိုးတက်လာတာကျွန်တော်တို့မြင်ရတယ်ရိုးရိုးဖူးဘက်ကစားနေတဲ့ကစားသမားတစ်ယောက်ကနေပြီးတော့ဒီအသင်းရဲ့ system မျိုးစုံနဲ့ကိုက်ညီတဲ့ဒီဘဲဘက်တစ်ချမ်းလုံးမှာကစားနိုင်တဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ပြောင်းလဲလာတာကိုကျွန်တော်တို့မြင်နေရတယ် Chelsea အသင်းအနေနဲ့ကအသင်းမှာဆက်နေဖို့ဆွဲဆောင်ရမယ်ထိန်းထားရမယ်အဓိကကစားသမားတွေထဲမှာကိုကိုရဲလာလည်းတယောက်အပါဝင်ပဲဖြစ်တယ်ကမ္ဘာဖလားမှာကိုကိုရဲလာကခြေစွမ်းနေလည်းပြမယ်ပြီးရင်တရင်နေရာပြောနေတယ်လို့ပဲပေါ့နော်သူက
တကယ်ပဲစပိန်ကိုပြန်ပြီးတော့ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ Chelsea အသင်းအနေနဲ့ဘယ်လိုကင်တွယ်မလဲဆိုတာကျွန်တော်တို့ကြည့်ရမယ်ပြီးတော့ Xavi Alonso ကရောသူ့ရဲ့နီးစနစ်သူ့ရဲ့ project ထဲမှာ Cucurella ပါလာပေါ့ဒါကိုကျွန်တော်တို့ကြည့်ဖို့လိုအပ်ပါလိမ့်မယ်Cucurella ရဲ့အချင်း Cucurella ရဲ့လက်ရှိကစားနေတဲ့ပုံစံတွေအရဆိုလို့ရှိရင်တော့စောပိုင်းကကျွန်တော်ပြောသလိုပဲ Cucurella အသင်းမှာစက်ထိန်ထားဖို့လိုအပ်တဲ့ကစားသမားတစ်ယောက်ဖြစ်နေသေးပါပဲနောက်ဆုံးတစ်ယောက်ကတော့ကွင်းလယ်ကစားသမား Enzo Fernandez ပေါ့သူနဲ့ပတ်သက်ပြီးတော့တော်တော်လေးရှုပ်ထွေးရလို့ပြောလို့ရတယ်ကစားသမားနဲ့အသင်းနဲ့ကြားထဲမှာလည်းပြဿနာတွေတက်ထားတယ် agent နဲ့လည်းပြဿနာတွေတက်ထားတယ်လူသိရှင်ကြားတွေလည်းအရှက်ရစရာတွေဖြစ်ထားတယ်ပေါ့နော်အသင်းဘက်ကလည်းသူ့ပြစ်ဒဏ်တွေပေးထားတယ် fine တွေရိုက်ထားတယ်သူ့ရဲ့ agent ကလည်းကဘာဖလားပြီးလို့ရှိရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ကြမယ်ဆိုပြီးတော့ပြောထားတယ်အသင်းဘက်ကလည်းကျွန်တော်အဲတော့ကကျွန်တော်ပြောမလို့မပြောဖြစ်လိုက်ဘူးပေါ့နော်စာချုပ်ချုပ်ဖို့အတွက်သူတို့ဆွေးနွေးကြတယ်လို့ပြောတယ်ဒါပေမဲ့လို့စာချုပ်ချုပ်တာကအဆင်မပြေဘူးသူတို့ဘက်ကလာစားတွေကိစ္စတွေညှိနှိုင်းတာအဆင်မပြေတဲ့အတွက်ကြောင့်မို့လို့စာချုပ်ကိုရဆိုင်ထားတယ်လို့ပြောတယ်အဲ့ဒါနောက်ပိုင်းမှာ Chelsea အသင်းဘက်ကခဏခဏညှိနှိုင်းဖို့လုပ်တဲ့ချိန်မှာဘယ်လိုမှအဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့နောက်ပိုင်းမှာလူသိရှင်ကြားထုတ်ပြောတာတွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဒီပွဲဖြစ်တဲ့နှစ်ပွဲပေးမကစားတာတို့ဒဏ်ရိုက်တာတို့ဒါတွေကမလိုအပ်ဘဲနဲ့လုပ်တယ်ဆိုပြီးတော့အဲ့တော့တွေမှာသတင်းတွေပြောတာကြားပါလိမ့်မယ်အဲ့တော့ကစားသမားအနေနဲ့ရောတကယ်အသင်းကနေပြီးတော့ပြောင်းကျင်နေတာလားဆိုတာကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာတော့ကျွန်တော်လည်းဆက်ပြောမယ်အခုကတော့ Enzo Fernandez အကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့အာရုံစိုက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်သူလည်းသူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဒီရာသီမှာမေကွန်ထုတ်စရာတွေဖြစ်တယ်အရင်ချင်းကတော့တန်တရားဝင်စရာမရှိဘူးအသက်22နှစ်နဲ့ကမ္ဘာဖလားရထားတဲ့သူတယောက်သူသာပို့ပြီးတော့အားစိုက်ကစားမယ်ဆိုလို့ရှိရင် Premier League ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမယ့်ကစားသမားကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ဒီရာသီမှာသူကကစားတဲ့အချိန်တွေမှာအတော်လေးဒီကွင်းတွင်းကိစ္စတွေဆိုတာတခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကွင်းထဲမှာအာရုံစိုက်မှုတွေနည်းနေတာတို့လိုအပ်တဲ့လောက်ခြေစွမ်းမပြနိုင်တာတို့ကျွန်တော်တို့ခဏခဏမြင်ရတယ်ဒီကမ္ဘာဖလားပြီးရင်တော့ဒီအာဂျင်တီးနားအသင်းနဲ့တူသူရုန်းကန်ပြီးတော့ပဲအဆင့်ထိရောက်လာမလဲအာဂျင်တီးနားအသင်းမှာဘယ်လောက်ထိသူခြေစွမ်းတွေပြနိုင်မလဲဖျားတွေကိုဘယ်လိုရင်ဆိုင်ပြီးတော့ကစားသွားနိုင်မလဲဆိုတော့เนาะအဲ့ဒါကိုကျွန်တော်တို့ကြည့်ရမယ်တစ်ဖက်မှာကအာဂျင်တီးနားအသင်းရဲ့လက်ရွေးစင်ဖြစ်လာတဲ့ဒီ Star Sport အသင်းရဲ့ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ဒီဘာခိုပေါ့เนาะသူ့ကိုလည်း Chelsea အသင်းဘက်ကခေါ်ထားတယ်သူလည်းလာဖို့ရှိတယ်အဲ့တော့ Chelsea အသင်းနေနဲ့ဒီနှစ်ယောက်ကြားထဲမှာEnzo Fernandez ကိုကြက်ချင်လို့သူ့ကိုခေါ်ပြတာလားတကယ်လည်းကောင်းပါတယ်သူကအသင်းအတွက်တကယ်ထားမှလားပြန်ပြီးတော့အငှားချမှလားဒါမျိုးတွေလည်းတစ်ချက်ကြည့်စရာတွေတော့ရှိရပေါ့နော်ဒီနေရာမှာကတော့အလွန်ဆိုရဲ့အခန်းကဏ္ဍကအရေးကြီးလာပြီလို့ပြောလို့ရတယ်ကိုကူရလာလိုပဲသူ့ကိုလည်းဒီ Chelsea အသင်းရဲ့ဒီ project ထဲမှာပါမယ်ဆိုလို့ရှိရင်အလွန်ဆိုအနေနဲ့ဘယ်လောက်ထိ Enzo Fernandez နဲ့ဒီလိုထိုင်ပြီးတော့ပေါ့နော်ချင်းဘယ်လောက်ထိ discussion လုပ်နိုင်မလဲဘယ်လောက်ထိကစားသမားကိုအသင်းမှာထားဖို့အတွက်ဆွဲဆောင်နိုင်မလဲသူ့ရဲ့ project ပေါ်မှာယုံကြည်မှုရှိအောင်ဘယ်လိုမျိုးစီယုံသိမ်းသွင်းနိုင်မလဲဒါတွေကတော့အလွန်ဆိုးပေါ်မှာလည်းတော်တော်လေးကိုအရေးဘယ်လိုပြောမလဲမူတည်တယ်လို့ပြောလို့ရတယ်တကယ်လို့ကစားသမားကလည်းအသင်းကိုလည်းယုံကြည်မှုမရှိဘူးနီးပြကိုလည်းယုံကြည်မှုမရှိဘူးလာစားလည်းအများကြီးလိုချင်တယ်ဆိုရင်တော့တမျိုးတမီပြောင်းလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ manager အကြောင်းပေါ့ manager ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ပြောမှဖြစ်မယ်ပေါ့နော်manager အနေနဲ့အခုအစောပိုင်းကကျွန်တော်ပြောသွားတဲ့ကစားသမား6ယောက်ထဲမှာသူ့ရဲ့ဒီအရေးပါတဲ့ကဏ္ဍသူတာဝန်ယူပြီးတော့သူဖြည့်ရှင်းရမယ့်ကိစ္စလောက်ရမယ့်ကစားသမား3ယောက်ရှိတယ်အဲ့ဒါက Cucurella ရယ် Enzo Fernandez ကပြီးရင်ဒီခိုးပါမရယ်ပေါ့နော်သူတို့3ယောက်နဲ့ပတ်သက်ပြီးတော့နီးပြအလွန်ဆိုအနေနဲ့ဒီ manager position အနေနဲ့ပေါ့နော်ဘယ်လိုမျိုးကင်တွယ်မလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ရမယ်သူတို့စီမှာကဘောလုံးရေးရတက်မဟုတ်ဘဲနဲ့မေကွန်းထုတ်စရာတွေရှိနေတယ်အဲ့ဒါကသူတို့ရဲ့အသင်းနဲ့ကြားထဲကရှိတဲ့ယုံကြည်မှုပေါ့နော်ယုံကြည်မှုနဲ့ပတ်သက်တဲ့မေကွန်းတွေပေါ့ကစားသမားနဲ့အသင်းနဲ့ကြားထဲကရှိတဲ့ဆက်ဆံရေးတွေပြီးတော့အသင်းကဆက်သွားမဲ့အပေါ်မှာသူတို့အနေနဲ့ယုံကြည်မှုရှိရလားသူတို့အထက်ကသူတွေချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေကသူတို့အတွက်အတိတ်ပဲရှိရလားဆိုတာတွေပေါ့ဥပမာperformance ပေါ်မူတည်ပြီးတော့လာစာတိုးပေးတဲ့စီမင်းစီကံလိုမျိုးတွေတို့ပြီးလို့ရှိရင် Champion League ခွင်မှာလာစာတိုးပေးမယ်ဆိုတာမျိုးတွေChampion League ဝင်ခွင့်မရလို့ရှိရင်လာစာဖြတ်မယ်ဆိုတာမျိုးတွေပေါ့နော်အခုကစားသမားတွေကြားထဲမှာကြုံတွေ့နေရတဲ့ကိစ္စတွေပေါ့ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တို့ကအသင်းပေါ်မှာယုံကြည်မှုရှိသေးရဲ့လားအသင်းသွားမဲ့လာရဟို direction ပေါ့နော်တို့ယုံကြည်မှုရှိရဲ့လားအစပေါ့နော်ဒီအသင်းနဲ့တို့ရဲ့ကြားထဲကဆက်ဆံရေးတွေပေါ့ဒါတွေကိုပြန်တိဆောက်ပေးဖို့အတွက်လိုအပ်ပါတယ်အဲ့တော့အလွန်ဆိုကရောဒါတွေကိုသူတိဆောက်ပေးနိုင်မလားပေါ့နော်ဒါတော့ကျွန်တော်တို့ကြည့်ရမယ်အရင်တော့ကျွန်တော် Chelsea အသင်းကဒီ head coach တွေ position ပေးပြီးတော့
ဖွဲ့စည်းပုံအရာဆိုလို့ရှိရင်တော့ head coach မှာဘာမှအာဏာကိုမရှိဘူးသူတို့ရဲ့ဆုံးဖြတ်ချက်မပါပဲပေါ့သူတို့တောင်းဆိုတာမျိုးမဟုတ်ဘဲနဲ့တင့်တော်မဲ့ထင်တဲ့ကစားသမားတွေအသင်းဘက်ကဝယ်ပေးလိုက်တာတို့ပြီးလို့ရှိရင်သူတို့ရဲ့ဆုံးဖြတ်ချက်မပါဘဲနဲ့တင့်တော်မဲ့ထင်တာကိုဒီပုံဖွဲ့တွေအားကစား driver တွေဘက်ကလောက်တာဒါမျိုးအသင်းရဲ့လေပတ်နေတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့ဒီ Pochettino တို့ Maresca တို့လိုမျိုးနီးပြတွေကအသင်းကိုအရင်စိတ်ပြတ်သွားတာအဲ့လိုမျိုးအသင်းဘက်ကသူတို့ပေါ်မှာလှုပ်တဲ့ဟာတွေကြောင့်မလို့ပဲနောက်ပြီးဆုံးအသင်းကနေထွက်ခွာတဲ့အဆင့်ထိကိုဖြစ်လာတာဆိုပြီးတော့သိရတယ်အဲ့လိုအခြေအနေမျိုးတွေကအသင်းရဲ့ဒီ dressing room ကိုအစိတ်တောက်ဖြစ်စေတယ်။ဘာဖြစ်လို့လဲဆိုတော့ကစားသမားတွေကသူတို့ရဲ့နီးပြမှာတကယ်ပါဝါမရှိဘူးဆိုတာသိပြီးတော့လေးစားမှုလည်းလျော့တယ်။ရိုစီနီယာလက်ထက်မှာတော့ဖြစ်တဲ့ပြဿနာကလည်းအဲ့ဒီအပဲစားတာ။စီနီယာကစားသမားတွေကသူ့ကိုမလေးစားကြဘူး။သူ့ဆိုတာထက်အသင်းရဲ့ဖွဲ့စည်းပုံကသူ့ကိုအားနည်းစေခဲ့တာ။အလွန်ဆိုကအဲ့ဒီဖွဲ့စည်းပုံကိုပြောင်းလို့ရတဲ့အနေအထားမှာရောက်နေတယ်အခုဆိုလို့ရှိရင်လည်းဒီ Atlantic တို့လိုသတင်းဌာနတွေကပေါ်ပြကြအရာဆိုလို့ရှိရင်အသင်းရဲ့ကစားသမားတွေဖွဲ့စည်းပုံတွေပတ်သက်ပြီးတော့ဒီအသင်းပိုင်ရှင်တွေအားကစား driver တွေနဲ့အလွန်ဆိုနဲ့ကြားထဲမှာသဘောတူညီမှုတွေရရှိထားပြီလို့တောင်ပေါ်ပြနေရတော့ကျွန်တော်တို့တွေ့ရတယ်သူကဒီအားကစား driver တွေနဲ့အလုပ်တွဲလုပ်မယ်ဒါပေမဲ့ဒီ partner တယောက်အနေနဲ့လုပ်မှာသူတို့ရဲ့လက်အောက်ငယ်သားတယောက်လိုမျိုးပုံစံနဲ့လုပ်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ဒီအချက်က dressing room အတွက်အရေးအကြီးဆုံးအပိုင်းတစ်ခုလည်းဖြစ်တယ်ဇာဗီလွန်ဆိုကိုဟန်ကိုရောက်လာတဲ့အချိန်မှာဒီအခန်းထဲမှာပေါ့နော်ဒီဝေလဲခန်းထဲမှာရှိနေတဲ့ကစားသမားတိုင်းကအလွန်ဆိုဆိုတာဘယ်လိုလူမျိုးလဲဆိုတာတို့အတိအကျကိုသိတယ်အလွန်ဆိုကချန်ပီယံလိဝင်နာတယောက်ဖြစ်တဲ့ World Cup ဝင်နာ European Championship ဝင်နာဒီ Bundesliga ဝင်နာပြီးတော့ရှုံးပွဲမရှိဘဲနဲ့ဒီ Bundesliga ရဲ့ Champion အဖြစ်နဲ့ဒီ Leverkusen အသင်းကိုလှုပ်ပြနိုင်တဲ့ကစားသမားသူ့မှာကတကယ်ပါဝါရှိတယ်ဆိုတာကိုဒီကစားသမားတွေကသိမယ်အသင်းကသူ့ကိုဖွဲ့စည်းပုံအရအပြေးအဝထောက်ခံထားတာဆိုတာကိုလည်းသူတို့သိမယ် dressing room ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းချက်ချင်းပြောင်းလဲပြစ်လိုက်တယ်လို့ဒီအချက်တွေအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်ဒီ Sky Sport သတင်းတစ်ခုမှာကျွန်တော်ကြည့်နေနေပေါ့ကျွန်တော်သဘောကျတာလေးတစ်ခုရှိတယ်အဲ့ဒါဒီ Bayern Munich က Champion ဖလားကိုယူနေတဲ့အချိန်မှာပေါ့ပြောအဲ့ဒီမှာ interview မှာ Sky Sport သတင်းဌာနဒီသတင်းသမားတယောက်ကပြောတာပေါ့နော်ဒီဇာဗီအလွန်ဆိုကတဲ့ဒီသူ့ကိုကြည့်လို့မရတဲ့သူ့ကိုမကြိုက်တဲ့ကစားသမားမျိုးဆိုတာမရှိဘူးဆိုတော့ပြီးတော့သူကပြောတယ်ပေါ့နော်ပြောချင်တာကစားသမားတော်များများရဲ့သဘောကျမှုယုံကြည်မှုအားကိုးမှုကိုခံထားရတဲ့နီးပြတယောက်ဖြစ်တယ်ပေါ့နော်သူရဲ့ပတ်ဝန်းကျင်ကတော်တော်လေးကိုသူကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်တဲ့နီးပြတယောက်လို့ပြောတယ်အခုပြောမှာကြတော့ transfer window အကြောင်းပေါ့နော်ဒါကတော့အသင်းတို့အခက်ခဲဆုံးတွေကတစ်ခုဖြစ်မယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိကျွန်တော်တို့အသင်းရဲ့ form ရဆိုလို့ရှိရင်လက်ကျန်နှစ်ပွဲပဲကျန်တဲ့အချိန်မှာဇယားရဲ့အဆင့်6မှာရပ်တည်နေတယ်နောက်နှစ်မှာလေဥရောပပြိုင်ပွဲတွေကကစားဖို့ကမရှိဖို့ကရာခိုင်နှုန်းအတော်လေးကိုဖြစ်နေပြီအဲ့တော့အသင်းတွေနဲ့ငွေကြေးရတော့၎င်းချန်ပီယံလိမကစားတဲ့ကိစ္စတော့၎င်းပေါ့နော်အဲ့ဒါကြောင့်မို့လို့နောက်နှစ်မှာချန်ပီယံလိဝင်သွားတဲ့ဒီအာဆင်နယ်တို့မန်ချက်စတာယူနိုက်တက်တို့တခြားအသင်းတွေပေါ့နော်သူတို့တွေနဲ့ရှင်ပြီးတော့ကစားသမားတွေဝယ်တဲ့အချိန်မှာသူများရဲ့နောက်မှာရောက်နေတတ်တဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒီတော့အလွန်ဆိုမှာဘာရှိလဲပေါ့ဘာရှိလဲဆိုတော့သူကိုယ်တိုင်ပဲသူ့ရဲ့အခန်းကဏ္ဍတော်တော်လေးကိုအရေးကြီးလာတာကျွန်တော်တို့မြင်ရလိမ့်မယ်သူဘာလုပ်ပြမလဲပေါ့နော်သူ့အနေနဲ့သူ့ရဲ့နာမည်သူ့ရဲ့ career သူ့ရဲ့ဂုဏ်သတင်းပေါ့ဒါတွေကတကယ်တန်ဖိုးတွေပဲကစားသမားတွေကအလွန်ဆိုရဲ့လက်အောက်မှာအလုံးလုံးချင်ကြမလား Real Madrid မှာလည်းသူကအဝေလဲကန်းပြဿနာတွေနဲ့ပတ်သက်ပြီးတော့သူမထွက်ခင်အထိသူ့ရဲ့နိုင်ပွဲရာခိုင်နှုန်းက80ရာခိုင်နှုန်းအထိရှိခဲ့တယ် Leverkusen မှာဆိုလဲဘာမှမရှိတဲ့အနေအထားကနေပြီးတော့သူလှုပ်ပြသွားပြီးတော့တိဆောက်ပြသွားတာChelsea အသင်းကအနာဂတ်အတွက်ရည်ရွယ်တဲ့အပြောင်းရွှေ့နှစ်ခုကိုလည်းလှုပ်ထားပြီး Sporting အသင်းကနေပြီးတော့ Portuguese ဝင်ကာလေးတယောက်ဖြစ်တဲ့ဒီ Quinta ကိုလည်းခေါ်ထားပေးတယ်Strasbourg မှာငှားထွက်ပြီးတော့ခြေစွမ်းပြနေတဲ့ Belgian ကိုသမား Mike Spender လည်းရှိတယ်ပြီးလို့ရှိရင်ဒီ Strasbourg အသင်းရပဲဘာကိုနဲ့ Iman ကလည်းလာလိမ့်မယ်လက်ရှိအသင်းမှာရှိပြီးသားလူတွေတော့ရှိတယ်ဒါတွေကအသင်းအတွက်ရည်ရွယ်ပြီးတော့ခေါ်ပေးထားတဲ့ကစားသမားတွေဖြစ်တဲ့အကြောင်းမို့လို့နောက်နှစ်ထဲမှာဝင်လာမဲ့ကစားသမားတွေကရှိနေတယ်ဒါပေမဲ့လူစင်းမှာအင်အားတောင့်တင်မှုကတော့လိုအပ်နေသေးတယ် FA Cup Final မှာဒါကိုရှင်းရှင်းလင်းလင်းပြသွားတယ်ပွဲချိန်နောက်ပိုင်းမှာလူစားဝင်လာတဲ့ဒီနှစ်ထဲမှာဝယ်ထားတဲ့ကနာချိုနဲ့လီယန်ဒီလက်တို့ဝင်လာတဲ့နောက်ပိုင်းမှာဘာ impact မှလည်းကျွန်တော်တို့မမြင်ရဘူးပုံမှန်ပဲတကယ်တော့သူတို့နှစ်ယောက်ကကျွန်တော်ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ဈေးကွက်ရဲ့အဓိကယင်းနှိမ့်မြုပ်နှံမှုတွေဖြစ်တာဒါပေမဲ့ဒီအပြောင်းရွှေ့ကမကောင်းခဲ့ဘူးဆိုတာထင်ရှားတယ်အလွန်ဆိုအနေနဲ့ဒါကိုလည်းသူမြင်ရမယ်သူစာချုပ်မချုပ်ခင်ကတည်းကဘယ်နေရာတွေအင်အားဖြည့်ရမလဲဆိုတာကလပ်နဲ့
သဘောတူထားကြတာရှိရလို့သိရတာဖြစ်တဲ့အကြောင်းမို့လို့မေးစရာရှိတာကမန်နေဂျာဆိုတဲ့တိုက်တွေကတကယ်တမ်း club ထဲမှာဘယ်သူတွေရောက်လာမလဲဆိုတဲ့အပေါ်မှာတကယ်ဩဇာလွှမ်းမိုးမှုရှိနိုင်မလားဆိုတာပဲ။နှွေရသည်မှာကျွန်တော်တို့စောင့်ကြည့်ရမယ့်အချက်ပါပဲ။အဲ့တော့ကျွန်တော်တို့ဒီနီးပြအလွန်ဆိုနဲ့ပတ်သက်ပြီးတော့ expectation ကိုကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်နှစ်ထဲမှာဒီဥရောပပွဲစဉ်တွေကစားဖို့မရှိနိုင်ဘူးကရာခိုင်နှုန်းတော်များနေတဲ့အခြေအနေဖြစ်တယ်တကယ်လို့ရှိလာနိုင်တယ်ဆိုရင်လည်းကောင်းပါတယ်အဲ့တော့အသင်းအနေနဲ့ကသူ့အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ဒီအပြောင်းရွှေ့ကိုလည်းကျွန်တော်တို့ကြည့်ရဖို့တော့လိုအပ်တယ်ပြီးတော့သူကိုယ်တိုင်ကရောခုနအစောပိုင်းကျွန်တော်တို့ပြောခဲ့တဲ့အဓိကကစားသမားတွေကိုအသင်းမှာဘယ်လောက်ထိဆက်ပြီးတော့ထိန်းထားနိုင်မလဲပေါ့နော်ပြီးတော့ဘယ်ကစားသမားတွေခေါ်မလဲဘယ်ကစားသမားတွေရှင်းထုတ်မလဲအဲ့ဒီပုံမှာကျွန်တော်အများကြီးကြည့်ရအောင်မယ်တကယ်လို့ဒါတပတ်တစ်ပွဲလောက်ပဲကစားပြီးတော့ပြည်တွင်း league လေးဒီ FA Cup တို့ Carabao တို့ကစားမယ့်ပုံစံလေးရှိရပေါ့နော်အဲ့လိုမျိုးသာဆိုလို့ရှိရင်တော့သူကလိုအပ်တဲ့အသင်းရဲ့ခါချောက်လဲသူတိစောက်နိုင်မယ်အချိန်ရမယ်ပွဲကစားချိန်နဲ့တော့ကြောင့်မို့လို့ training မှာသူ့ရဲ့ဒီ ideology တွေသူ့ရဲ့ဖြစ်ချင်တဲ့ပုံစံတွေပေါ့ကစားသမားတွေကိုသူအသေးစိတ်ရိုက်သွင်းလို့ရမယ်ဒါတွေကတော့ကျွန်တော်တို့ဥရောပပြိုင်ပွဲမှာကစားရအောင်ဆိုရင်တကယ်ကိုကောင်းတဲ့အချက်တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီရာသီအတွက်မျှော်လင့်ချက်ကဖလားတွေဆိုတာထက်ကျွန်တော်တို့အသင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ်ပေါ့ကျွန်တော် Chelsea အသင်းရဲ့ identity ကိုကျွန်တော်ပြန်မြင်ခြင်းနဲ့နီးပြဘက်ကနေပြီးတော့ပြန်ပြီးတော့ပြင်ဆင်ပေးမဲ့ဒီအသင်းရဲ့ကစားသမားတွေမှာရှိတဲ့ဒီခုနပြောခဲ့တဲ့ခဏပြောနေတဲ့ဒီ culture ပေါ့သူ့ရဲ့ team spirit တွေကျွန်တော်တို့မြင်ခြင်းနဲ့ Chelsea အသင်းဆိုတာဒါပဲဆိုပြီးတော့ကျွန်တော်တို့ပြနိုင်တဲ့အနေအထားမျိုးကိုကျွန်တော်မျှော်လင့်နေဒီပိုင်းရှင်တွေလက်ထက်မှာက Chelsea ရဲ့ပြဿနာကပတ်စံမရှိတာလည်းမဟုတ်ဘူးတိကျတဲ့ identity မရှိတာဘလို့အသင်းမျိုးဖြစ်ချင်လဲဆိုတာကိုရှင်းလင်းတဲ့ idea လည်းမရှိဘူးပြီးတော့အဲ့ဒါကိုတကယ်တမ်းတိကျနိုင်လောက်တဲ့အာဏာပေးထားတယ်ပေါ့ manager လည်းမရှိဘူးအဲ့တော့ Xabi Alonso အနေနဲ့ရာနှုန်းပြည့်ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်လို့တော့ဆိုလိုတာတော့မဟုတ်ဘူးဘယ်နည်းပြကိုပဲခန့်အာမခံချက်လည်းပေးနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အသင်းနေနဲ့မရတာကြာပြီဖြစ်တဲ့ manager ဆိုတော့ဒီအသင်းကိုတကယ်ကိုကင်တွယ်မဲ့နီးပြတယောက်လဲကျွန်တော်တို့ရပြီပုံမှန်ဆိုလို့ရှိရင်ကျွန်တော်စိုးရိမ်နေကြတာပဲနီးပြလာမလဲဘာဖြစ်ဖြစ်ဇာဗီလွန်ဆိုကကျွန်တော်တို့အတော်လေးကိုလိုအပ်တဲ့ဒီကာချာတွေ identity တွေအားလုံးကိုပြန်လည်ပြီးတော့ယူဆောင်ပေးမဲ့နီးပြမျိုးဆိုပြီးတော့ကျွန်တော်မျှော်လင့်ချင်တယ်ပြီးတော့အသင်းအနေနဲ့လာမဲ့ဒီလက်ကျန်ပွဲတွေကိုဘယ်လိုကစားမလဲဥရောပဝင်ခွင့်ကိုဘယ်လိုကစားမလဲပြီးလို့ရှိရင်ဒီအပြောင်းရွှေ့ရာတွေမှာပေါ့နော်ဘယ်ကစားသမားတွေကိုစပြီးတော့လှုပ်ရှားမလဲဘယ်လိုပုံစံတွေလဲပတ်သွားမလဲဆိုတာတော့ကျွန်တော်တို့လာမယ့်ဗီဒီယိုတွေမှာတူတူဆက်ပြီးတော့ရင်ခုန်ကြရပါပေါ့